ဒီနေ့ဝင်ရပေးမယ်ယောဂအကွက်လေးတွေကပုံကြီးပေါင်းရှိရတူတွေတက်တဲ့ကောင်းတဲ့နောက်တစ်ခုဒီစက်ကြောပခုံးဒီကြောယူမှာရှိရတရားလေးတွေကိုရှော့ပေးတဲ့အကွက်လေးဖြစ်တယ်လို့အာယုံကြောတွေကိုအားကောင်းစေတဲ့အကွက်လေးဖြစ်ပါတယ်ဒီအကွက်လေးတွေကညီတူမဆိုလိုက်ပြီးလေ့ကျင့်လို့ရပါတယ်ရှင်ဒီအကွက်လေးကိုကျမတို့ကအိမ်မှာနေတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုရင်အာယုံစိုက်ပြီးအလုပ်လုပ်တဲ့သူလည်းဖြစ်ဖြစ်ပေါ့နော်ကွန်ပျူတာသုံးတဲ့သူလည်းဖြစ်ဖြစ်ဒီအကွက်လေးကိုလိုက်ပြီးလေ့ကျင့်နေဆိုရင်တကယ်ကိုအကျိုးရှိပါတယ်နောက်တစ်ခုဒီကြီးပေါင်းဝေဒနာခံစားနေရတဲ့သူတွေဆိုရင်ဒါလေးကိုဖြည်းဖြည်းချင်းလိုက်ပြီးလေ့ကျင့်လို့ရတယ်နော်နောက်တစ်ခုဒီဗီဒီယိုလေးကိုကြည့်အောင်လည်းမဟုတ်ဘဲနဲ့ကိုယ်ကိုယ်လေ့ကျင့်ပေးဖို့အတွက်ကရှင်းထားပေးပါဒါမှမဟုတ်ဘူးဆိုရင်တောင်းလို့ဆွဲထားပြီဆိုရင်ဒီတိုင်းကိုဒါလေးကိုကြည့်ပြီးလိုက်လေ့ကျင့်လို့ရတယ်နောက်တစ်ခုကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုယ့်ရဲ့တကယ်ချင်းတွေကိုပဲဖြစ်ဖြစ်ဒါလေးကိုပြန်ပြီးဝင်များပေးလို့ရပါတယ်ဆိုရင်ပထမဦးဆုံးကျွန်မအသက်ရှူသွင်းရှူထုတ်ကိုအရင်ပြောပြမယ်နော်ကျမတို့ကအသက်ရှူသွင်းရင်ဘိုက်ဖောင်းတယ်နော်ရှူထုတ်ရင်ဘိုက်ရှက်တယ်ဟုတ်ပြီအဲ့ဒီအတိုင်းကိုကျမတို့အကွက်လေးတွေသွားတဲ့အချိန်မှာဒါလေးကိုမှတ်အောင်သွားရမယ်နော်ရှူသွင်းရင်ဘိုက်ဖောင်းတယ်ရှူထုတ်ရင်ဘိုက်ရှက်တယ်ဟုတ်ပြီနော်ဒါဆိုရင်အခုပထမဦးဆုံးဦးကောင်းလေးကိုအရင်လေ့ကျင့်မယ်သွားတဲ့အချိန်မှာအများအားခါးလေးကိုမှတ်လေးထားမယ်ပြီးဒီနဖူးကြောလေးကိုလျှော့ရမယ်ဒီပခုံးလေးကိုရစ်ထားတာကိုလျှော့ပေးရမယ်နော်ကမမှတ်လေးထားပြီးမှခါးလေးကိုဆန်ထားနော်ဆိုရင်ပထမဦးဆုံးအတက်ကိုရှူသွင်းပြီးဦးကောင်းလေးမောလိုက်တယ်ရှူထုတ်ပြီးဦးကောင်းလေးကိုမောလိုက်တယ်နော်ဒါကို9ချိန်သွားမယ်တစ်ချိန်ပြီးသွားပြီနောက်တစ်ချိန်ရှူသွင်းလိုက်တယ်ရှူထုတ်လိုက်တယ်နှစ်ချိန်နောက်3ချိန်ကျန်နေရှူသွင်းတယ်ရှူထုတ်တယ်ရှူသွင်းတယ်ရှူထုတ်တယ်ရှူသွင်းတယ်ရှူထုတ်တယ်ဟုတ်ပြီ9ချိန်ပြီးသွားပြီဆိုရင်ကောင်းလေးပြန်ပြင်မှတ်ပြရမယ်အဲ့ဒီချိန်မှာကျတော့ဒီမျက်နှာလေးကိုတင်အားလျှော့ထားပြရမယ်နော်မျက်နှာလေးကိုတီးပြီးမသွားရဘူးတတောင့်တတာလေးရှိရမယ်နော်အဲ့ဆိုအခုအသက်ကိုရှေ့ရှူတယ်ရှူထုတ်ပြီးတော့ကောင်းဘယ်ဘက်ကိုလဲလိုက်တယ်ပခုံးလေးမပါတော့ရှူတယ်ရှူထုတ်တယ်3ချိန်ပြီးသွားပြီနော်ရှူထောက်ရှူထောက်4ချိန်ပြီးသွားပြီနောက်ဆုံးတစ်ခေါက်ရှူထောက်ခါလေးလေးဆက်နေမယ်နော်ခါမကုန်တော့ရှူထောက်5ချိန်ပြီးသွားပြီရှူအရှိခါလေးဆက်နေရှူထောက်ပြီးပဲပဲကိုစောင်းပခုံးလေးမစောင်းတော့ပခုံးကအပေါ်လည်းမတက်လာဘူးနော်ညနာလေးတတောင့်တတာလေးနဲ့ထားပြီးရှူထောက်တစ်ချိန်ပြီးသွားပြီ5ချိန်သွားမယ်ရှူသွင်းနေမှတ်မယ်နော်ရှူထောက်ပြီးစောင်းမယ်နော်အဲ့ဒီတိုင်းကိုသွားပေးမယ်5ချိန်သွားပါမယ်ရှူထောက်တယ်2ချိန်ပြီးသွားပြီနော်နောက်ထပ်3ချိန်သွားမယ်ရှူထောက်မယ်ဒီတစ်ခါရှူသွင်းရှူတော့ကိုယ့်ဘာကိုသွားပေးမယ်နော်4ချိန်ပြီးပြီနော်နောက်ဆုံးထောက်ရှူထောက်ရှူထောက်5ချိန်ပြီးပြီနော်ရှူဟုတ်ပြီရှူထုတ်ပြီးကောင်းမှုလိုက်တော့ဦးကောင်းကိုတစ်ပတ်လျောင်းသွားမယ်ဒီဘက်ကနေစပြီးဝါရအောင်3ချိန်သွားမယ်နော်ရှူတယ်ဘ
bé apple nhà she thought being wrong nó đẹp children này she thought đấy children này she thought đâu chỉ đi ở xe mà khná lên này à nó bí mà nhà bác này chẳng nói à children này she thought à đấy đâu chỉ con đi she đấy thought đấy she đấy thought đấy thought TV trênပြန်ပြီးရှော့မယ်နော်အဲဆိုရင်နောက်ထပ်အသက်ရှူတွင်းရှူထုတ်ကိုပြန်ပြီးကြည့်ပေးပါမယ်ရှူတွင်းရင်ဘိုက်ခေါင်းတယ်ရှူထုတ်ရင်ဘိုက်ရှက်တယ်ဟုတ်ပြီနော်အခုဦးခေါင်းလေးကပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ကျမတို့အခုလက်ချောင်းလေးကိုပြန်ပြီးလေ့ကျင့်မယ်လက်တစ်ချောင်းလုံးကိုပြန်ပြီးလေ့ကျင့်မယ်အဲဆိုခါးလေးကိုပြန်ပြီးမှတ်ထားရမယ်ခါးကုန်းလာတတ်တယ်နော်အနမတ်လေးထားဆိုရင်လက်လေးအရှိကိုဆန်းထုတ်လိုက်မယ်အခုဒီလက်ချောင်းလေးတွေကိုလေ့ကျင့်နေမယ်နော်အသက်ရှူပြီးလက်ချောင်းလေးကိုကုတ်လိုက်တယ်ရှူထုတ်ပြန်လျှော့မယ်နော်နောက်တစ်ချိန်ရှူသွင်းတယ်စိတ်ကိုပုတ်ပုတ်ပါလေးထားမယ်နော်ပခုံးကိုဒီလိုမိနစ်ထောင်လျှော့တယ်နော်ရှူထုတ်တယ်မြစ်ရှူသွင်းတယ်ကုတ်ပေးမယ်နော်ရှူထုတ်တယ်တော့နောက်တစ်ချိန်ရှူသွင်းတယ်လက်ချောင်းကိုအားပြုပြီးကုတ်ရမယ်နော်ရှူထုတ်တယ်လေနောက်တစ်ချိန်ရှူထုတ်တယ်၅ချိန်ပြီးပါပြီနော်နောက်ပခုံးလေးအားလျှော့ထားလေးဆန်ထားနမဝဲလက်တီးဆောက်လာပြင်လက်ကောက်ကိုတပတ်လျောင်းနဲ့ဒါလက်ကောက်မှာရှိတဲ့တင်းအားလေးတွေကိုဖြည့်လျှော့ပေးတယ်တတောင်းတကားလေးပဲထားပြီးမယ်နော်ပခုံးလေးအားလျှော့ခါလေးဆန်ပြီးမယ်ခါလေးကခါကြပုံးသွားတယ်နော်ဆန်ထုတ်ပြီးကြောလေးကိုဆက်ပခုံးကိုအားလျှော့အောင်ပြီးလက်ကိုကြောင်းပြန်လေးပြန်လေးပြီးမယ်နော်ညောင်းတဲ့အချိန်မှာခါလေးသွားပြီးဟုတ်ပြီโอเคအဲ့ဆိုရင်ညောင်းလာတတ်တာအဲ့ဆိုအခုဆိုလက်ကဆန့်ထားရနော်လက်ဝါးလေးအပေါ်မှာထားလိုက်အဲ့ဆိုလက်လေးကဆန့်ထားတဲ့ကြောင့်ညောင်းလာတယ်အဲ့ဒီအချိန်မှာပခုံးလေးတင်းထားတတ်တယ်ဆိုရှော့ပြီးမယ်အဲ့ဆိုလက်မောင်းသားကျစ်လက်ချင်တဲ့သူဆိုလက်မောင်းတွေကျစ်တယ်နော်ဒီလက်ဖြန့်လက်မောင်းသားတွေကျစ်နေစေနော်အဲ့ဆိုအခုဒီအရှက်ဒီကြွတ်သားတရားကိုပြန်ပြီးလေ့ကျင့်မယ်ကျွန်တော်တို့အစီပူရှိတဲ့အတွက်ဆိုအရန်ကောင်းတဲ့အတွက်လည်းဟုတ်တယ်လက်လေးကဆန့်ထားတယ်ဟုတ်အတန်းရှူလိုက်တယ်လက်ချောင်းလေးကိုစုပြီးပခုံးပေါ်ကိုတင်လိုက်တယ်နော်ရှူထုတ်လိုက်တယ်ဆန့်ထုတ်ပြီးလက်ချောင်းမှာဆန့်မယ်နော်လက်ကလည်းဆန့်တာပခုံးကိုအားလျှော့ထားမယ်၅ချိန်သွားပါမယ်ရှူသွင်းလိုက်တယ်ရှူထုတ်လိုက်တယ်၅ချိန်ရှိပြီနော်နောက်ထပ်၃ချိန်ရှူသွင်းတယ်ထုတ်ပြီးဆန့်လိုက်တယ်၃ချိန်ပြီးရှူသွင်းတယ်ထုတ်ပြီးဆန့်လိုက်တယ်လိုက်လေးချင်းပို့ပြီးရောရနော်ရှူသွင်းတယ်ထုတ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ခေါက်ကြိုးစားမယ်ရှူသွင်းတယ်ထုတ်တယ်ဟုတ်ပြီနော်အဲ့ဆိုလက်ကိုအောက်မချဘူးညောင်းလာလိမ့်မယ်ဒါပေမဲ့ခဏလေးတီးခံကြည့်ပြင်းလေးကိုလေးတိုက်ပြီးဆန့်ထုတ်လိုက်တယ်ဟုတ်ပြီနော်လက်လေးဖြန့်ထားတယ်နော်အခုံးကိုအားလျှော့တာဒီလိုကြီးမညက်ဘူးတော့မှလျှော့တာစိတ်ကိုတတောင်းတတာလေးခါလေးဆန့်ထားပြီးမယ်ကြောလေးကိုဆန့်ထားပြီးမယ်နော်အခုဒီတစ်ခါကျရင်အသက်ရှူတယ်ဟုတ်ပြီနော်လက်ပေါင်းလေးရတဲ့လက်လေးကပခုံးပေါ်တည်တယ်မှာရှူထောက်ဆန့်ထုတ်လိုက်အာယုဆိုင်အသက်ရှူမရမယ်နော်ဘိုက်ဖောင်းရှူထောက်တယ်အားဆိုင်မယ်နော်ပခုံးမှာရှူသွင်းတယ်ညောင်းလာနော်ရှူထောက်တယ်ညောင်းလာမျက်နှာပြင်းသွားတဲ့ကြုံနေရမယ်ရှူသွင်းတယ်ရှူထောက်တယ်တောင်းချိန်ပြီးသွားပြီနှစ်ချိန်ပဲကြာတော့ရှူသွင်းတယ်ရှူထောက်တယ်၄ချိန်ခုဆုံးတစ်ခါရှူသွင်းတယ်ရှူထောက်တယ်ဆန်တာဟုတ်ပြီနော်ညောင်းသွားပြီဆန်တာခါလေးဆန်ကြောလေးဆန်ပြီးဟုတ်ပြီဒီတစ်ခါကျရှူလက်မောင်းတရွက်နိုင်ကလက်လေးပူးကလို့ရလားပူးကလက်ကိုမောက်ရှူထောက်တော့ဝတ်တယ်ဟုတ်ပြီနော်နောက်တစ်ခါရှူသွင်း
ရှုထုတ်ညောင်းလိုက်တင်းတာခဏလေးပြီးခံကြည့်ရှုတကယ်ပခုံးမှာရှိတဲ့တင်းအားတွေရုံးတော့ခန်းစားရလိမ့်မယ်နော်ရှုထုတ်တယ်၃ချိန်ပြီးသွားပြီတစ်ချိန်ပဲကျန်တော့တယ်နော်ရှုဟုတ်ညောင်းလေးပြီးခဏလေးပြီးခံနေမယ်ရှုထုတ်တယ်၄ချိန်ပြီးသွားပြီအဆုံးခါရှုရနေရှုထုတ်တယ်ဟုတ်ဆန်ထားမယ်လက်ဝါးလေးအောက်ကိုရောက်သွားပြီနော်ဆန်ထားဟုတ်ပြီအခုလက်တစ်ချောင်းကောင်းမှရှက်တင်အားလေးကိုပြန်ပြီးရှော့မယ်နော်ရှူရင်းလက်လေးကိုလက်ဝါးလေးကိုအပေါ်မှာလိုက်တယ်ရှူထောက်လက်ကိုမောက်ပြီးအနောက်ကိုဘယ်လောက်လဲလို့ရလဲလိုက်နော်တစ်ချိန်နောက်လေးတစ်ဆုံးလေးနော်โอเคရှူ၅ချိန်ပဲသွားမယ်ခဏလေးဒီခံပြီးကြိုးစားကြည့်ရှူထောက်ညောင်းလေအခုအသေးနဲ့ပြီးသွားလို့ရှိရင်ပေါ့ပြီးနေကောင်းသွားလိမ့်မယ်နော်ညောင်းလိုက်တက်တာခန်းစားရလိမ့်မယ်ရှူထောက်တော့ချိန်ပြီးသွားပြီနော်ဟိုညောင်းလေးဒီခဏလေးပြီးခံကြည့်ခန်းစားကြည့်โอเคနောက်တစ်ချိန်ရှူတယ်ထောက်တယ်ညောင်းလေးဒီခဏလေးပြီးခံကြည့်လက်တစ်ချောင်းကတင်ရည်ရောသွားလိမ့်မယ်နော်နောက်ဆုံးတစ်ခါရှူရယ်ဟုတ်ပြီးပါမယ်နော်လက်အနောက်ထိလိုက်ဟုတ်ကဲ့ရှူဟုတ်ကဲ့ရှော့လိုက် With Walmart Summer Style, you can leave quite an impression. လက်ချောင်းလုံးအပူလေးထွက်ပြီးညောင်းလာပြေသွားနော်ခဏလေးဒီခါစက်ပြီးညောင်းသွားဟုတ်အဲ့ဒါဒီပြည့်စုံပေါ့ဘယ်ဘက်ကနေတစ်ချိန်လဲလိုက်ပြီးညာဘက်ကနေတစ်ချိန်လဲလိုက်โอเคဒီပြည့်ချင်းand shot ဟုတ်ပြီနော်ဆိုလက်လေးကိုပေးမှထားခဏလေးပဲစပ်ပြီးခြင်းနော်ဒီတစ်ခါကျရှူလဲဝါရှူထုတ်တယ်၅ချိန်ပါနော်ဒီရှူတယ်လေရှူထုတ်တယ်နှစ်ရှူတယ်လေရှူထုတ်တယ်တော့နောက်တစ်ချက်ရှူတယ်လေရှူထုတ်တယ်နောက်တစ်ချက်ရှူထုတ်တယ်ဟုတ်ကဲ့ကြောင်းရှူထုတ်တယ်ဒီရှူဝတ်ထုတ်တယ်မြစ်ရှူဝတ်ထုတ်တော့ရှူဝတ်ထုတ်လေးဆုံးတစ်ခါရှူဝတ်ရှူထုတ်ဟုတ်ကဲ့ရှော့လိုက်ဟုတ်ဒီခါလက်လေးကပခုံးပေါ်တင်လာဟုတ်ပြီတတောင်းလေးရှင်းမှာကပခုံးကိုဝတ်နော်ရှူဝတ်ထုတ်တယ်ဒီ၅ချိန်မဲ့တော့ရှူထုတ်နဲ့ရှူထုတ်တော့လေးมาဟုတ်ပြီနော်ရောင်းရက်ပြန်ရှူထုတ်ဒီ၅ချိန်ရှူထုတ်နဲ့တော့လေးငါโอเคလက်လေးရှော့ဒါဆိုရင်တကယ်ကိုပခုံးလေးဒီစက်ကြောလေးညောင်းကအကုန်လုံးတက်တာလာကိုခံစားရလိမ့်မယ်နော်ဟုတ်ပြီအဲ့ဆိုအကုန်လုံးတင်ရရော့သွားဆို6လေးအရှိဖြည်းဖြည်းချင်းဆန်းထုတ်လိုက်မယ်နော်ဆန်းထုတ်ပြီးတော့ခါလေးကိုမမတ်လေးထားမယ်နော်ဟုတ်ပြီအဲ့ဆိုရင်အခုကကျမတို့ခါလေးကိုမမတ်လေးထားဆိုကြောယူကိုပြန်ပြီးရှော့မယ်ဆိုတော့ကြောယူမရှော့ခင်မှာကျမတို့ထိုင်ထားတာညောင်းသွားတယ်အဲ့ဒီတကြောင်ဒီခြေဖြားတွေခြေချောင်းတွေပြန်ပြီးရှော့ရမယ်လက်လေးကတတောင့်တတလေးထားအဲ့ဒီအချိန်မှာပခုံးအားမတော်ဘူးเนาะဒီပခုံးလေးကျမတို့ညစ်ထားတယ်အဲ့ဒီအလုံးမရှော့အဲ့ဆိုကိုကအားဆိုင်ရမှာကျတော့ဒီခြေဖြားမှာပဲအားဆိုင်နေမယ်เนาะအဲ့ဆိုအတန်းရှူခြေဖြားအောက်ကိုစားတယ်เนาะဟုတ်ရှူထုတ်ပြီးကော့တယ်ကော့တဲ့အချိန်မှာဒီခြေနှောက်ပြောလို့ရှိရင်ဒီခြေဖြားကိုယ့်ဘက်ကိုဆွဲတဲ့ခြေနှောက်လေးကကျန်းပြင်းတဲ့လွတ်တဲ့ခြေကောကြီးအဲ့ဒီချိန်မှာဒီဂျူးတွေဒီပေါင်တွေမြင့်ကြည့်နော်ဗီဒီယိုကိုအကျိုးရှိရလိုက်လေ့ကျင့်လို့ရမယ်နော်
ဂျူလီကိုမြစ်ထားတဲ့ကြောင့်သူကဒီဒူးနာနဲ့တူတက်တဲ့ကောင်းနေနော်နောက်တစ်ချိန်ရှူပြီးခြေထောက်အောက်ကိုစိုက်တယ်နိုင်တော့လည်းဖြစ်ချလို့ရနော်ရှူထောက်ပြီးပေါ့တယ်ဟုတ်ပြီနော်ဒီ short ပြီးခြေချင်းဝက်လေးတွေကိုလှည့်ကြည့်လို့ထားတယ်နော်ကိုမရော့သေးဆိုခုကောင်လေး၄-၅ချိန်သွားလို့ရတယ်နော်ဒါလေးလည်းကိုနိုင်တော့လည်းလဲဟုတ်ပြီပြီးခြေချင်းဝက်ရော့သွားပြီနော်ဒါဆိုရင်ဒါလေးလည်းပြန် short ပြန် short လိုက်တယ်ဟုတ်ပြီ short ခါလေးဆန်တယ်ဒါလေးအရှိကိုဆန်ကြည့်ရှူလက်ပေါ်ဆန်ကြောလေးဆန်ထုတ်သွားခြင်းဆန်ရမယ်နော်ဆန်ကိုဘလောက်ဆန်လို့ရရှူထောက်ခြေဖြောက်အပေါ်နဲ့မြင်ကိုင်းဝမ်းပိုက်ပေါင်ဆွဲကန်ခြေမောက်ကြည့်ရမယ်နော်ကိုက9ချိန်6ချိန်နေလို့ရတယ်6စက္ကန့်နေလို့ရတယ်ဟုတ်ပြီဒီမှာရှူမယ်ထုတ်တယ်ရှော့လိုက်ပြီနော်အဲ့ဆိုရင်ဒီခါးတွေရောသွားပြီအဲ့ဆိုရင်အခုကြောယူကိုရှော့နော်ကျွန်တော်လက်လေးကိုဘေးမှာထားရှူတယ်ဆန့်ထုတ်လိုက်တယ်နော်ရှူထုတ်တယ်လက်ဒီလက်ကစောက်ကနပြည့်လက်ကိုအနောက်ထိလက်ဒီနောက်ကလက်ကိုကြည့်ကိုဘလောက်လဲလို့ရတယ်ထက်လဲလို့ရတယ်โอเคရှူဆက်ထုတ်လက်ရှူဆက်ထောက်လက်အနောက်ကိုလက်ချီပါဦးဟုတ်ပြီလက်ကိုအနောက်ထိပို့ချီခါလေးဆန်းရမယ်နော်ကြောဆန်းရမယ်နော်โอเคရှူခေါက်ဆက်ထောက်နှစ်ချိန်ရှိပြီနောက်ကိုလည်းခေါက်ဆန်းပြီးလက်စီးချိုတွေးချိုတမရတော့လေရမ်းကောင်းတဲ့အပေါ်လေဟုတ်တယ်ဒီဘက်လေးโอเคရှူတယ်စကန်တယ်ထောက်တယ်နောက်တစ်ခါကိုလေပေးမယ်ဟုတ်ကဲ့ရှူတယ်ထောက်တယ်နောက်ကိုလေပေးမယ်ဟုတ်ကဲ့ရှူထောက်တဲ့ကိုရှော့ချပြီးဟုတ်ပြီနော်โอเคခြေလေးကိုပြန်ပြီးထိုင်လိုက်မယ်ခါလေးကိုမှန်လေးထားမယ်လက်လေးထူပေါ်မှာတင်မယ်ဒီခဏလေးပြန်ပြီးနားပြီးမယ်နော်